ဒီယာနိုင်ငံဒီနယူးဒေလီမြို့တွင်စက်ကောင်စီအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချင်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီကိုယ်စားလှယ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့သည့်ချင်းအမျိုးသားအဖွဲ့ချုပ် CNO CNDF ဥက္ကဋ္ဌကိုရထမှထုတ်ဖေလိုက်ပြီးလူဦးဒေါ်လာရဲ့ဤမူလရမှန်ချက်များအပေါ်သစ္စာရှိစွာပြည်သူများမဟာမိတ်ဒေါ်လာရဲ့အားစုများနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CNO CNDF ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်CNO CNDFE ပြောဆိုပိုင်ခွင့်ရှိသူစလိုင်းတမီထောက်ခေါ်စလိုင်းတမီကဥက္ကဋ္ဌသည်အဖွဲ့အစည်းမူဝါဒကိုအတိကတာဝန်ယူဆောင်ဖြတ်ပေးသူဖြစ်ပြီးအဆိုပါသွေးဆောင်မှုနဲ့ပတ်သက်၍အတိကတာဝန်ရှိသူဖြစ်သည့်အတွက်ရထုမှထုတ်ပေခြင်းသည်အဖွဲ့အစည်းကနေပြန်ထန်ဆုံးတဲ့အထူးအဆုံးအရေးယူဆောင်ရွက်မှုဖြစ်ကြောင်းရင်ကုန်ခက်တဲ့သတင်းဌာနသို့ပြောဆိုထားပါသည်ဥက္ကဋ္ဌကအဖွဲ့အစည်းတစ်ခုရဲ့မူဝါဒကိုအတိကတာဝန်ယူကင်တွေတဲ့အမြင့်မားဆုံးကောင်းဆောင်ဖြစ်ပါတယ်။တွေးဆောင်မှုမှာလည်းအတိကတာဝန်ရှိတဲ့အတွက်ဥက္ကဋ္ဌကိုရထူကနေနာခိုင်းလိုက်တာဟာအထီးရုပ်ဆုံးနဲ့အပြင်းထန်ဆုံးအရေးယူမှုဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေကိုပြောချင်တာက CNO CNDF ဟာဒေါ်လာရေးကိုဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးမဟာမိတ်အဖွဲ့အစည်းတွေနဲ့စီစီလုံးလုံးလက်တွေ့သွားမှာဖြစ်ပါတယ်။ဒေါ်လာရဲ့အပေါ်သစ္စာရှိရှိနဲ့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်လို့စလိုင်းတမီထောက်ကပြောဆိုထားပါတယ်။ CNO CNDF ကအောက်ကစလာ3ရက်နေ့တွင်ထုတ်ပြန်သည့်ကြေညာချက်၌ CNO CNDF ကို2021ခုနှစ်ဧပြီလ13ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီးစစ်အာဏာရှင်စနစ်ကိုအစိုးပိုင်းကလေးကလက်နက်ကင်တော်လှန်ခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းအာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံချက်ရှိသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးကိုအခြေခံမူဝါဒအဖြစ်ယနေ့ထိခိုင်မာစွာဆက်လက်ကင်ဆယ်ထားကြောင်းကြေညာထားပါတယ်။ထို့ပြင်ချင်းမြင်းနေနဲ့စကိုင်းတိုင်းအသွင်သမကအခြားဒေသရှိမဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီးချင်းညီနောင်တပ်ဖွဲ့များနဲ့အတူဖလန်မြို့ကိုတင်ပိုင်နိုင်ခဲ့သည့်အထိတော်လှန်ရေးတွင်ပါဝင်ခဲ့ကြောင်းတော်လှန်ရေးကာလအတွင်း CNO CNDF ရေပေါ်ရေမင်းအများပြအသက်ပေးခဲ့သလိုတရားရရှိမှုနဲ့အခြားပေးဆပ်မှုများလည်းကြုံတွေ့ခဲ့ရကြောင်းကြေညာထားပါတယ်။မကြာသေးမီကလူမှုကွန်ရက်များနဲ့သတင်းမီဒီယာတွေမှာ CNO တာဝန်ရှိသူအချို့သည်စစ်ကောင်စီ၏ကိုယ်စားလှယ်များနဲ့အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌တွေ့ဆုံကြောင်းသတင်းများထွက်ပေါ်လာခဲ့ပြီးနောက် CNO ကယင်းတွေ့ဆုံမှုသည်အဖွဲ့အစည်း၏ဗဟိုကောင်စီဗဟိုအလုပ်အမှုဆောင်ကော်မတီနိုင်ငံရေးဦးဆောင်ကော်မတီနဲ့ကာကွယ်ရေးဦးဆောင်ကော်မတီတို့၏အတည်ပြုချက်တာဝန်ပေးချက်တို့မဟုတ်သဘောတူညီချက်လုံးဝမရှိဘဲကောင်းဆောင်အချို့ကမိမိတို့သဘောပြဆောင်ရွက်ခဲ့ချင်တာဖြစ်ကြောင်းဆက်လက်ပြောထားပါတယ်။ယင်းတွေ့ဆုံမှုနဲ့တွေ့ဆုံစဉ်ဆွေးနွေးပြောဆိုခဲ့သည့်အကြောင်းအရာသည် CNO ၏တရားဝင်ရည်တည်ချက်ဆုံးဖြတ်ချက်နဲ့မူဝါဒကိုမိတီနီနဲ့မျှကိုစားမပြုနိုင်ကြောင်းနဲ့နိုင်ငံရေးစရေးသဘောတူညီချက်ကတိတဝတ်တွမဟောင်းနာလေမှုတစုံတရာမျှမရရှိခဲ့ကြောင်း CNO CNDF ကအထိတ်တလန့်ထုတ်ပြန်ထားပါတယ်။ CNO သည်ချင်းညီနောင်ကိုစားတံဖွဲ့စည်းရသောဦးဆောင်ပါဝင်ခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးနဲ့CNO သည်ချင်းညီနောင်ကိုစားတံဖွဲ့စည်းရသောဦးဆောင်ပါဝင်ခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးမဟာမိတ်တော်လှန်ရေးအားစုများနဲ့စူပေါင်းဆုံးဖြတ်ချက်များကိုလေးစားလိုက်နာလျက်ရှိကြောင်းမဟာမိတ်များ၏သဘောတူညီချက်မရှိဘဲစက်ကောင်စီနှင့်တစ်ဖက်သက်သွေးဆောင်ခြင်းနိုင်ငံရေးသွေးဆောင်ခြင်းနဲ့ပြုလုပ်မိအကြောင်းမဟုတ်ထပ်မံအသေးပြုကြေညာထားပါသည်အဖွဲ့အစည်းတရားဝင်ခွင့်ပြုချက်မရှိဘဲပြုလုပ်ခဲ့သည့်ယင်းသွေးဆောင်မှုနဲ့ပတ်သက်၍စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရတွင်ဥက္ကဋ္ဌကိုရိုင်းကအတိကတာဝန်ရှိကြောင်းဝန်ခံကဥက္ကဋ္ဌရာထူးမှနှုတ်ထွက်ရန်တံပြခဲ့ပြီးအိုကောင်စီကယင်းတံပြချက်ကိုလက်ခံအသေးပြုကဥက္ကဋ္ဌတာဝန်မှရက်စဲလိုက်ကြောင်း CNO ကထုတ်ပြန်ထားပါတယ်။ CNO CNDF အနေဖြင့်ပြည်သူလူထု၏ယုံကြည်မှုနဲ့နှွေဦးတော်လှန်ရေး၏မူလရည်မှန်းချက်များအပေါ်သစ္စာရှိစွာရည်တည်သွားမည်ဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတရားမျှတမှုရရှိရေးနှင့်စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့လက်တွဲကဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းအဖွဲ့အစည်း၏စီလုံးညီညွတ်မှုမူဝါဒနှင့်တော်လှန်ရေးအကျိုးစီးပွားရေးကိုအစံဦးစားပေး၍ပြည်သူလူထု၏မျှော်လင့်ချက်မျှော်မှန်းချက်များကိုအကောင့်ထဲပေါ်သွားမည်ဖြစ်ကြောင်းထပ်လောင်းအတည်ပြုကြေညာထားပါသည်